ကျွန်တော်နာမည်ဆွာသန်ဖြစ်ပါတယ်ကျွန်တော် artist နံက Ravi ဖြစ်ပါတယ်ဗျဟောလက်ရှိလောက်ကန်ကျွန်တော် DJ ပဲလုပ်နေပါတယ်ဟုတ်ကျွန်တော်တချင်းတွေနားထောင်အားကြိုက်တယ်နောက်ပြီးတော့ကျွန်တော်ကိုယ်တိုင်တချင်းတွေဖန်တီးခြင်းနဲ့ပြီးတော့လူတွေကိုချပြခြင်းနဲ့ဟုတ်အဲ့အတွက်ကျွန်တော် DJ ဖြစ်တာဒီနေ့ဘာတွေဖွင့်ပြမလဲမသိ ဆိုဒီနေ့ကတော့ကျွန်တော်ဟိုဟာ hard technology ပါမယ်ကျွန်တော် tester တွေပါမယ် ဟုတ်ပြီအဲ့ဆိုရင်ဟိုပါပေါ့ဒီပြိုင်ပွဲတော့ကိုနည်းနည်းထူးခြားဘာတွေပြင်ဆင်ထားတာရှိလဲ ကျွန်တော်လုပ်နိုင်တာအကောင်းဆုံးတော့ပြင်ဆင်ထားပါဗျာ ဟာโอเคအဲ့ဆိုလို့ရှင်အခုကြည့်ကြမယ်စနေဖြင့်စောက်ရပါတယ် ပြပြည်သူများခင်ဗျာမကြခင်ချိန်တွင်းမှာကျွန်တော်စိတ်ထဲရှိတာတွေပြောတော့မှဖြစ်တဲ့အကြောင်းလေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာစားစွာပန်ကြားအားပါပါတွေ့တော့တက်ရက်တွေ့တော့တက်ရက် Bold taste for unstoppable moments. Grand Royal signature. intro မှာတင်တော်တော်စိတ်ဝင်စားမှုပေးသွားတယ်တော်တော်ဗိုက်တယ်တော်တော်ဗိုက်တယ်ပထမတစ်ချိန်လေးနဲ့ဒုတိယတစ်ချိန်လေးမှာနည်းနည်းလေးကျွန်တော်တို့လိုသွားတယ်နော်နောက်ပြီးတော့ကျွန်တော်တို့အဲ့ low တွေ mid တွေ high တွေချိုးတဲ့အချိန်မှာအပါသွားအဲ့မှာ low ပြီးဆိုလှည့်လိုက်အောင်ပါနော်ဘိုက်ခောက်လိန်ဆွဲပဲကိုင်းထည့်လိုက်တော့ဒီဘက်ဒီမှာကြုံသွားတယ်နော်တချင်းလေးရွေးထားလဲတော်တော်မိုက်တယ်နော်နောက်ပြီးအဲ့ rave low နဲ့ဒီ Tojo Drake လေးမှာလေ jaw wheel လေးနည်းနည်းလိုက်ဖို့လိုရတယ်နည်းနည်းလေးလိုနော် သူကကြတော့ဘယ်လိုကောင်းမလဲဆိုတော့သူ့ရဲ့ set တိုင်းမှာပေါ့နော်သူကအမားမပါဘဲနဲ့အဲ့လိုတက်တက်ရရနဲ့ပေါ့နော်အဲ့လိုလုပ်ပြဟွာနိုင်တယ် setting ကောင်းကောင်းလေးနဲ့ပေါ့နော်ထောက်ပြစရာဆိုလို့ခုနမိုက်ကြီးပြောသွားတယ်ခုနသူလိုးအားရပါရတင်ချလိုက်တာဟုတ်လားလိုးက3နာရီလောက်ရောက်သွားတယ်ဒါပေမဲ့ခဏနေတော့သူသတိရသွားပြီအဲ့ဒါကိုပုံမှန်ပြန်ထားလိုက်တယ်အဲ့ဒါတစ်ချက်နောက်ပြီးတော့ဟိုလိုးနှစ်ခုတင်ထောင်ပါဆိုလို့ဆိုပြီးတော့ Tojo Drake vocal back ကိုလိုးကိုချတာတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့လိုးမတက်တော့ mid တန်လည်းနည်းနည်းလေးပို့တိုးသွားတာပေါ့နည်းနည်းလေးပိုတင်ပေးလိုက်ရင်လှမယ်အဲ့ဒါမှဟိုဘက်ဒီဘက် balance ဖြစ်မှာပေါ့နော်အဲ့ဒါလေးတစ်ချက်ပါပဲ တကယ်တမ်းပြောရင် तू မမှားမဲ့အမှားတွေနဲ့ तू လွဲချော်သွားတယ်ကျွန်တော်သိနေတာပေါ့နော်ဆိုတော့အဲ့ဒီဥစ္စာလေးတွေကပြောရင် pressure နဲ့အဲ့လိုသိရမလားစိတ်လှုပ်ရှားတဲ့ဥစ္စာအကြောင်းဖြစ်တာဆိုတော့အဲ့ဒီရှမ်းပြီးတော့မှားတဲ့အမှားလေးကိုအကယ်၍သာနောက်တစ်ဆင့်အနေတက်လန်းနိုင်မယ်ဆိုရင်အဲ့ဒီပိုင်းလေးကိုနည်းထိန်းသိမ်းသိမ်းလေးနဲ့ဖွင့်နိုင်မယ်ဆိုရင်တော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်